မိမိကွန်ပျူတာတို့ video laptop တွေမှာ stick လာထိုးတာတို့ဒါမှမဟုတ် code data တွေယူသွားပဲဖြစ်ဖြစ် USB port တွေကို lock ခတ်တဲ့နည်းလေးကိုကျွန်တော်ပြပြပေးပါမယ်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ collection မြန်မာ page လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့မိမိကွန်ပျူတာတို့ video laptop တွေမှာ USB port တွေကို password ခံပြီးတော့ပိတ်ထားလို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကတော့မိမိရဲ့ကွန်ပျူတာကိုတခြားသူတွေကလာပြီးတော့ stick လာထိုးတာတို့ဒါမှမဟုတ် hard disk တွေလာထိုးတာလို့ဆိုရင် BIOS တွေဝင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် code data တွေယူသွားပဲဖြစ်ဖြစ်အမြဲကြုံရတတ်တယ်မလားမိမိရဲ့ကွန်ပျူတာတို့ laptop တို့မှာမိမိမရှိတဲ့အချိန်မှာလာပြီးတော့သူများရဲ့လာပြီး stick ထိုးတာတို့ hard disk ထိုးတာတို့ကိုယ့်ရဲ့ data တွေယူသွားတာတို့လုပ်လို့မရအောင် USB port တွေကို lock ခတ်တဲ့နည်းလေးကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဒီလို USB port လေးတွေ lock ခတ်ဖို့အတွက်နဲ့ unlock ဖြည့်ဖို့အတွက်ကိုကျွန်တော် file လေးနဲ့ file တိစောက်ပေးထားပါတယ်တိစောက်လေးကိုလည်းကျွန်တော် video လေးနဲ့ရှင်းပြပေးထားပါတယ်videoအတွက်လိုအပ်တဲ့ separate တွေကိုလည်းကျွန်တော် description မှာချပေးထားတယ် description ကနေပြီးတော့ copy ယူပြီးတော့အသုံးပြုလို့ရပါတယ်အရင်ဆုံး USB port တွေကို lock ခတ်ဖို့အတွက်ကျွန်တော်တို့ file လေးတစ်ခုရေးတိစောက်လိုက်မယ် new test document ဆိုတဲ့ file လေးကိုအရင်တိစောက်လိုက်ပါစောက်ပြီးသွားပြီဆိုရင် file လေးကိုဖွင့်ပြီးသွားရင်ကျွန်တော် description မှာပေးထားတယ် USB port လေး lock ခတ်ဖို့အတွက် script လေးပေးထားတယ် script လေးကို copy ယူပြီးတော့ paste လုပ်လိုက်ပါ paste လုပ်ပြီးသွားရင် save မှတ်ပြီးတော့ပြန်ပိတ်လိုက်ပါပိတ်ပြီးသွားရင်နောက်က THC ဆိုတဲ့နေရာမှာ ITHC လေးကိုဖြတ်ပြီးတော့ BAD pass ဆိုတာလေးကိုပြောင်းထည့်လိုက်ပါအဲ့မှာဆိုရင်တော့ USB port တွေ lock ခတ်ဖို့အတွက်ကျွန်တော်တို့ file လေးပြပြီးဖြစ်ပါတယ် USB port တွေ lock ခတ်လို့ရသွားပြီဆိုရင် USB port တွေကို unlock ပြန်လုပ်ဖို့အတွက်ကိုလည်းကျွန်တော်တို့ buff file လေးတစ်ခုထပ်လို့ပါသေးတယ်အဲ့အတွက်ကျွန်တော်တို့ USB port တွေ unlock လုပ်ဖို့အတွက် buff file လေးကိုလည်းတိစောက်ဖို့အတွက်လည်း new test file လေးတိစောက်လိုက်ပါ new test file လေးတိစောက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ description မှာချပေးထားတဲ့ USB port unlock လုပ်တဲ့ script လေးကို copy ကူးလိုက်ပါနောက်ပြီးအဲ့ test file လေးတွေကို paste ပြန်လုပ်လိုက်ပါလုပ်ပြီးသွားရင် save လုပ်ပြီးသွား save လုပ်ပေးပါ save လုပ်ပေးပြီးသွားရင်ထုံးစံတိုင်းပဲခုမှဥမာ rename နေရာမှာ THC ဆိုတဲ့ test ဆိုတဲ့နေရာမှာ BAD pass ဆိုတဲ့ဟာလေးကိုပြောင်းပြီးတော့ buff file လေးပြောင်းလိုက်ပါပြောင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းပဲ USB port lock buff file နဲ့ USB port unlock buff file လေးတစ်ခုရပါတယ်ဒီမြင်ကမိမိရဲ့ကွန်ပျူတာကို USB port တွေမသုံးကျင်သေးဘူးဆိုရင် USB port lock file လေးကို run ထားလိုက်ပါ password တောင်းပါတယ် password တောင်းတဲ့အခါကျရင်ကျွန်တော်တော့အလွယ်တကူ1 2 3လေးပဲပေးထားပါတယ်1 2 3လေးရိုက်လိုက်ပါရိုက်ပြီးသွားပြီးဝင်လိုက်ပါဝင်ပြီးသွားရင် successful ဖြစ်သွားပြီဆိုရင် USB အလုပ်မလုပ်တော့ပါဘူး base stick ထိုး base hard disk ထိုးအလုပ်မလုပ်တော့ပါဘူးမြင်တွေ့ရတဲ့အတိုင်းပါပဲအကယ်၍ကိုယ့်ရဲ့ stick တွေကိုယ့်ရဲ့ hard disk တွေကိုပဲပြန်ပြီးအသုံးပြုချင်တယ်ဆိုရင်အောက်က USB port unlock ဆိုတဲ့ buff file လေးကိုပြန်နှိပ်လိုက်ပါ password ကိုလည်းဥပမာကျွန်တော်တို့ပထမပေးထားတဲ့အတိုင်းပဲ1 2 3လေးဆိုအောင်ပြန်ထည့်လိုက်ပါထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ unlock successful ဖြစ်သွားပါပြီ unlock successful ဖြစ်သွားရင်ဒါလူကြီးမင်းတို့ရဲ့ active ပဲဖြစ်ဖြစ် USB stick ကိုပဲဖြစ်ဖြစ်ပြန်သုံးလို့ရပါပြီကျွန်တော်ဒီမှာစမ်းပြထားပါတယ် unlock လုပ်ပြီးတော့ကျွန်တော်ရဲ့ stick လည်းပြန်မြင်ရပါပြီဒီနည်းလမ်းလေးကလူကြီးမင်းတို့အားလုံးအတွက်အသုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်